တော်ပြီဟာစိန်ပြေးတဲ့မကစားကြစို့နဲ့နေပူလာပြီဟာသူ့ရဲ့အတန်ကအိမ်ရှိကွက်လက်မှာဆဆညံ့နေတယ်ဟုတ်တယ်ဒီပြင်ဟာပြောင်းကစားရအောင်ဟဲသူအမဘာပြောပြောပြစ်ခက်ထောက်ကန်တတ်သောဤဘောသောချိုချိုရဲ့အကျင့်ဒါဖြင့်ထို့တူတန်းကစားရအောင်မီတိုကအကြံပြီးတော့တူကမကောင်းပါဘူးဟဲဖွားကနေထဲတင်ကစားကြလို့မှားထားတဲ့ဥစ္စာတူကကြောင်းဖွင့်ရင်ဒုတိယတန်းတက်ရတော့မယ်ကလေးသူတို့ထဲမှာအသက်အကြီးဆုံးဒါဆိုရင်မုံရောင်းနှန်းကစားရအောင်ဈေးအောင်လန်းလေဒီတခါမီတိုးပေးတဲ့အကြံကိုသူတို့လေးတွေခဏလေးနဲ့စဉ်းစားဆုံးဖြတ်လိုက်ကြတယ်ဟေးကောင်းတယ်ဟေးကစားကြမယ်ဟေးဆိုတဲ့အတန်တွေစီကနေညံသွားတယ်လေကားအောက်မှာအိုးပုတ်တွေရှိတယ်မီတိုသွားယူကြည့်နော်အိုးမမတ်သူလည်းလိုက်ခဲ့ဒါဆိုရင်ချိုလိုက်သွားနော်မမတ်သူပါလိုက်ခဲ့ကလေးတွေတယောက်နဲ့တယောက်တွက်ကပ်နေကြရင်နောက်ဆုံးတော့အားလုံးတူတူသွားယူကြဖို့သဘောတူလိုက်ကြတယ်စူစီလည်းစူစီအိမ်ပြန်ပြီးအိုးပုတ်ကလေးတွေယူကြည့်နော်စူစီကသူ့အကျင့်တိုင်းနှကန်းလေးကိုရှေ့ဆူပြီးဟုတ်ကဲ့မမတ်သူတဲ့မီတိုးနဲ့ရွယ်သူစူစီကခေါင်းတစ်ချက်ငိမ်ပြီးအိမ်ဘက်ကိုခြာကနေထွက်ပြေးသွားတယ်တိုးနေတဲ့ခေါင်းဝင်အောက်ကဘောင်းမီပြာကလေးကခြေတလန်းလန်းတိုင်းလှစ်ကနေပေါ်သွားတာပေါ့နေဘူးတဲ့ရှောက်ပြေးပြီးကစားကြတာအချိုချောင်းဝင်ပြီးတူတူပုံနှံကစားကြတာအထက်အခုလိုနေရိပ်ထဲမှာကစားကြတာကိုဖွားတင်ကပိုသဘောကျတယ်ဒါကြောင့်မြေးကလေးတွေကစားဖို့ဘာဒန်ရွက်ကလေးတွေစက်ကူပန်းမွင်ကလေးတွေကိုခုပေးတယ်ညတိုင်ကြလင်းတို့တွေချီလာတဲ့ဘာဒန်သီးတွေကိုလည်းစုထားကောက်ထားတင်းထားတဲ့နေရာကနေထုတ်ပေးလိုက်တယ်အမကြီးကဘာရောက်လာတော့မုံဒီခောက်ဆွဲပါတူကအုပ်ပုတ်ကလေးတွေပလတ်စတစ်ခွက်ကလေးတွေကိုစီနေရင်ပြန်ဖြေလိုက်တယ်မုံဒီကဘာသားနဲ့လဲအမကြီးကြက်သားနဲ့ပါရှင့်တူကိုမုံဒီ6ပွဲပေးနော်စီလဲရွှဲပဲမုံလဲမနှဲစီနဲ့နော်တူနဲ့မီတိုးတို့လူကြီးတွေရဲ့လေတံအတိုင်းပြောလိုက်ကြပြီးမျက်လုံးကလေးတွေပြူပြီးတယောက်ကိုတယောက်ကြည့်ပြီးရီလိုက်ကြတယ်မီတိုးကရှာကလေးတစ်လက်နဲ့ကလေးတွေကစားတာကိုကြည့်ပြီးဖွားတင်တောင်မုံနီစားခြင်းစိပေါက်လာတယ်စီတွေကရွှဲကြက်သားဘက်တွေအပြည့်နဲ့မုံနီပွဲတွေကိုမြင်အောင်နေမိတယ်တူကတော့စီမီခွက်ကလေးတွေပလတ်စတစ်ခွက်ကလေးတွေတဲကမျက်ပင်တွေနှိုက်လိုက်ရေနဲ့ဖြော်ထားတဲ့ပြားတွေကိုဇွန်းနဲ့ခတ်ပြီးစမ်းလိုက်နဲ့သူ့စိတ်ကူးနဲ့သူမုံတီပြင်းနေတယ်6ပွဲကိုဘယ်လောက်ပေးရမလဲမာကြီး6ပွဲကို6ချက်ပါပတ်စံရှင်မီတိုးကခါးကြားတွေကပတ်စံထုတ်ကန်ဆောင်ပြီးတူလက်ဝါးတွေကိုထည့်လိုက်တယ်တူကလည်းလက်ဝါးလေးကိုဖြန့်ထားရကအသာဆူးပြီးပတ်စံယူတဲ့ဟန်နဲ့တကယ်တော့မီတိုးပေးတဲ့အထဲကလည်းဘာမှမပါဘူးတူလည်းဘာမှမရဘူးလက်ချီပေးပြီးလက်ချီပဲယူလိုက်ကြတာသူတိတ်ကြိုက်တဲ့မုံနီတပွဲတစ်ချက်ဆိုပါလားစက်သားနဲ့တဲ့ကလေးတွေကစားနေကြတာကိုမေးပြီးဖွားရဲ့ရှာဆိုလာမိတယ်မမတူရေချိုတို့ဆိုင်ဘက်လဲလာခဲ့အောင်နော်ဤချိုညီကဘာရောက်လာတော့ချိုကအေးရောက်လာလေဟင်းငါရေးစားနေရတဲ့တော့ပဲဘာတွေရသတုံးဘီလက်ရီတို့ဖာလူတာတို့ရေခဲမုံတို့အစုံပေါ့တူကချိုတို့ဆိုင်ကတစ်ခွက်ကို9မူးဆိုတဲ့ဖာလူတာ3ခွက်ဆင့်တောင်းနေချိန်မှာစူစီကလည်းမီတိုးဆိုင်ကဓာတ်ပေါင်9တို့ကိုထုတ်ခိုင်းပြီးပြီကျက်သားကရင်အုပ်ကြီးထည့်ပေးတာနော်ကောင်းတယ်အင်္ဂါကလေးတွေကရင်အုပ်မှကြိုက်တာစူစီတို့ကလည်းလူကြီးလေတန်းဟန်ပန်အပြည့်နဲ့ဘာဒန်ရွက်ကိုထုတ်ကလေးတွေဖြစ်အောင်ထုတ်ပြီးချင်းတောင်းထဲကိုထည့်ပေးရင်းနဲ့ဓာတ်ပေါင်9တို့ကဘလောက်ကြတယ်ရှင့်လက်မှာပင်နေတဲ့ပြာမုံတွေကိုခေါင်းဝင်အောင်နားမှာတုပ်ရင်း9ချက်ပါတော့စူစီရော့နော်မီတိုးနဲ့စူစီတို့လည်းပတ်စံပေးရင်လက်ချင်းပဲထိလိုက်ကြတယ်ဒီလိုထီးပြီးပေးပေမဲ့စူစီကမသွားသေးပဲရက်နေတယ်စူစီကိုပတ်စံပြန်အောင်လေမမရဲ့အော်ဟုတ်သားပဲခုနကပေးလိုက်တာဘလောက်တန်လဲစူစီအစိတ်တန်လေမမဒါဆိုရင်ဘလောက်အမ်းရမှာလဲမမရဲ့ဟင်စူစီမသိဘူးမီတိုးရောစူစီပါနှစ်ယောက်စလုံးခေါင်းကလေးတွေဖွားတင်ဘက်ကိုဗျိုင်းတို့ခြာကနေလှည့်လိုက်ကြတယ်ဖွားတင်က20အမ်းရမှာလို့တွက်ပြတော့မှမီတိုးကဂျက်ဖူးကွန်ကလေးကိုအောက်ကိုလှမ်းပြီးပတ်စံနိုင်တဲ့ဟန်အတိုင်းစူစီကိုလှမ်းအမ်းလိုက်တယ်စူစီနဲ့မီတိုးတို့လက်ချင်းနောက်တစ်ခါပြန်ထိကြတာပေါ့နောက်တော့အစိတ်တန်တွေဘာတွေပေးမနေနဲ့ဟဲ8ချက်ကြရင်8ချက်တန်ပေး9ချက်ကြရင်9ချက်တန်ပေးနော်ဟုတ်ကဲ့မမစူစီကပြောဆူနဲ့ခုံကလေးတွန်းပြလိုက်တယ်ဒေါ်စူစီရေရှင်းဆိုင်မှာကြက်ဥရှိသလားရှိပါတယ်ရှင့်တလုံးကိုဘယ်လောက်လဲတလုံး9ချက်ပါဟာ9ချက်ဆိုရင်များတာပေါ့နည်းနည်းလျှော့ပါအောင်ဒါဆိုရင်6ချက်နဲ့ယူပါဖွားရောတူပါဗျိုင်းတို့ရီလိုက်ကြတယ်ကိုဆိုင်နဲ့ကိုအလုတ်ရှုံနေကြတဲ့မီတိုးတို့အီချိုတို့ကတော့မကြားလိုက်ကြဘူး
စူစီကဘာကိုရေကြတယ်ဆိုတာနားမလည်ပေမဲ့အခုလိုရေကြတော့နည်းနည်းတော့ရှက်သွားပြီးမျက်နှာကလေးလေးရဲသွားတယ်ဟုတ်သေးပါဘူးစူစီရဲ့9ချက်နဲ့6ချက်ဆိုရင်6ချက်ကများတာပေါ့ဒီနှစ်မှာကျောင်းနေမဲ့စူစီကိုတူတူကတင်ပေးနေတယ်ဒါဆိုရင်ဘယ်လောက်ပြောရမလဲ4ချက်တို့3ချက်တို့လားဟုတ်တယ်ဒါပေမဲ့ဈေးများတာပေါ့ဘယ်လောက်ရောင်းရရင်ကောင်းမလဲစူစီကစဉ်းစားပေမဲ့ကျုပ်တလုံးဈေးကိုမပြောတတ်ဘူးအထင်တလျှောက်စီးနေတဲ့ချွေးစည်းချောင်းကိုခေါင်းဝင်လက်ဖောင်းနဲ့ပို့လိုက်တုံးမှာဖွားဖွားတင်ကသူ့ရောင်းကျင်တဲ့ဈေးကိုဝင်ပြောလိုက်တယ်ဒါကြောင့်စူစီလည်းတန်ရောင်လိုက်ပြီးကျုပ်တလုံးကိုတမတ်ပါရှင်ကျဘူးလေးတွေကဘာဒန်သီးချောက်တလုံးကိုကောက်ပေးလိုက်တယ်ဒီဘာဒန်သီးချောက်တွေကစူစီရဲ့ဆိုင်မှာကျုပ်ဖြစ်နေပေမဲ့အီချိုရဲ့ဆိုင်မှာတော့အုံးသီးတွေပေါ့ကျုပ်ကမလျှော့တော့ဘူးလားစူစီရဲ့ဒီမနေ့မှဥတဲ့ဥစ္စာတွေပါလက်လက်ဆက်ဆက်တွေအမရဲ့စူစီစီမှာပဲစီရောရှိလားပဲစီလည်းရှိပါတယ်ရှင်နှမ်းစီလည်းရှိပါတယ်ရှင်တပိတ်တာဘလောက်လဲပဲစီကတပိတ်တာကို30ပါကျုပ်တလုံး4ချက်ဆိုတော့ကလန့်သွားတဲ့ဖွားဖွားတင်ရဲ့မျက်နှာဟာပဲစီတပိတ်တာကို30ဆိုတော့မှသွေးရောင်ပြန်တန်းလာတော့တယ်တူတူတို့ချိုချိုတို့စီမှာဖွားဖွားတင်ရှိတယ်လို့စူစီစီမှာလည်းဖွားဖွားတင်နဲ့အသက်ချင်းမတိမ်မယိမ်ဖွားဖွားမေရီဆိုတာရှိတယ်တူတူတို့ဖွားဖွားတင်တဲ့ဖွားဖွားမေရီကသပင်ပိုးဖြူတယ်နည်းနည်းလေးပိုဝတယ်လမ်းလျှောက်ရင်ဖြည်းဖြည်းပဲရှောက်နိုင်တယ်ဖះเจ้าတောင်မှန်မှန်သွားပြီးဝင်းမဖြူနိုင်ရှာဘူးအခုလဲဖွားဖွားမေရီကကစားနေတဲ့စူစီကိုထမင်းစားရအောင်လားခေါ်နေပြီစူစီကသူ့ဖွားဖွားလာနေတာမြင်မြင်မဲ့မတိကျင်အောင်ဆောင်ပြီးဆက်ကစားနေတယ်ဖွားဖွားမေရီလည်းဖွားဖွားတင်နာရောက်လာရောရှင်မြေးစူစီကအဖြစ်ပဲဈေးရောက်တတ်တယ်ဒီအထဲမှာသူ့အငယ်ဆုံးသူ့အသွက်ဆုံးဟုတ်တယ်ဒေါ်တင်တင်ရေသူကဒါမျိုးဝါသနာပါတာခဏနေရင်ထမင်းစားဖို့အိမ်ပြန်ရောက်တော့မှသိပေမဲ့အချိန်ရသလောက်စူစီကဆက်ကစားနေတယ်စူစီရေဆန်ရောကောင်းကောင်းရှိသလားရှိပါတယ်မမတ်တူဘာဆန်တော့စူစီပြန်မဖြေတတ်ဘူးထုံးစံအတိုင်းဖွားဖွားတင်ကိုမော့ကြည့်လိုက်တယ်နဘေးကသူ့ဖွားဖွားကိုတော့ပိုးစားနေတဲ့သူ့သွားလေးတွေပေါ်ပြုံးပြပြီးမျက်နှာချိုသွေးလိုက်တယ်ပြီးတော့မှဖွားဖွားတင်ပေးတဲ့အတိုင်းပေါ်ဆန်းမွေးတို့ရွှေဘိုခွန်နီတို့အစုံရှိတာပေါ့တပီပဲစည်းလေစူစီတပီ3ချက်ပါအဖွားကြီးနှစ်ယောက်တိုင်ပင်ထားသလိုဗျိုင်းတို့ရဲလိုက်ကြတာမျက်ရည်တွေကိုထွက်လို့စပူဒိတ်နမိတ်သာဖြစ်လိုက်ပါတော့ဒေါ်မေရီရဲ့ဟုတ်ပါကျမလည်းဒီလိုပဲအောက်မေ့ပါတယ်မုံနီကြက်သားနဲ့တပွဲတစ်ချက်တဲ့ဓမ္မောင်လည်းတထုပ်တစ်ချက်တဲ့စီလဲတပိတ်သား30တဲ့ကလေးပါစက်ဟိုပါတဲ့နက်ကက်တဲ့နော်ဟုတ်တယ်ကလေးစကားတပင်းတဲ့စကားအယူစကားမှန်တဲ့အဖွားကြီးနှစ်ယောက်ကတပြုံးပြုံးနဲ့သဘောကျနေတော့ကလေးတွေကရောင်းလိုက်ကြဝယ်လိုက်ကြနဲ့ကစားချိန်မပြတ်ဘူးလက်ချင်းထိလိုက်ကြနဲ့ကလေးတွေကိုကြည့်နေရင်ဖွားဖွားတင်ကအမလေးဖះလို့ဖះကိုကောက်ခါငင်ကတလိုက်တော့ဒေါ်မေရီလည်းလန့်သွားတာပေါ့ဒေါ်မေရီရဲ့ကြည့်ပါဦးတူတူတို့စူစီတို့ပတ်စံလို့ကစားစရာတွေအတွက်ချွေပကံခွဲတွေလို့စကူအတူအစကလေးတွေတောင်မရှိဘူးနော်ခုနကရင်နေတဲ့ဒေါ်မေရီရဲ့ပါဇက်ကလည်း My God တဲ့